လဘာဘူးကခရစ်စတယ်ပဲလေးအတွက်ငယ်နိုင်ဖြစ်နေပြီလားအားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိ Premier League Champion လဘာဘူးရဲ့ခြေစွမ်းကတော့19တင်းဖန်တွေရဲ့တတွေးကတ်ထဲပလက်မျိုးနေပြီလို့ပြောရမှာပါဂျာတီစာတာထွက်ကောင်းခဲ့ပေမဲ့တဖြည်းဖြည်းနဲ့အဖျားရှူလာလိုက်တာဟာခုဆိုရင်ပြိုင်ပွဲဆောင်9ပွဲမှာ6ပွဲထိအရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးပေကို14ကိုအထိခွင့်ပြုထားရပြီဖြစ်ပါတယ်ဒါဟာလက်ရှိရာသီမှာကစားသမားပြောင်းရွှေ့ပေါင်တန်း400လောက်အထိတုံးထားပြီးပြိုင်ပွဲဆောင်ဖလားရဖို့မှန်းထားတဲ့လဘာဘူးရဲ့ခြေစွမ်းကိုမဖြစ်မနေပြောရတော့မှာဖြစ်ပါတယ်လဘာဘူးကမင်းချန်ကခါရာဘောင်းဖလားပွဲစဉ်မှာခရစ်စတယ်ပဲလေးတင်ကိုဂိုးပြတ်ရှုံးနေပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်ခရစ်စတယ်ပဲလေးတင်ကတော့လဘာဘူးနဲ့ကန်ရမှာကိုလက်ရှိအမှတ်ပေးစရာအောက်ဆုံးရောက်နေတဲ့ဘူးအသင်းနဲ့ကန်ရမှာထက်ကိုပျော်နေတဲ့အသင်းလို့ပြောရတော့မှာပါလဘာဘူးနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ Premier League Community ရှိအခုခါရာဘောင်းဖလားတို့မှာအနိုင်ယူထားနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်မင်းချန်ကပွဲမှာပဲလေးကိုရင်ဆိုင်ဖို့နီးပြအာနီစလော့ရဲ့လူထုံးပုံကပြောစရာတွေရှိနေခဲ့ပါတယ်အာနီစလော့ဟာပဲလေးတင်နဲ့မရှင်ပြိုင်ခင်ကဖရန့်ဖတ်တင်ကိုနိုင်ခဲ့တာကလွှဲရင်နောက်ဆုံး9ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီးတိုင်ပတ်နေခဲ့တာပါဒါကိုအာနီစလော့အနေနဲ့အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Matt Allister ကတ်ရောဘတ်ဆန်တို့ကလွှဲပြီးအရန်ကစားသမားတွေနဲ့သာပွဲထုတ်ခဲ့တာဖြစ်ပါတယ်အရန်ကစားသမားတွေကိုပွဲထုတ်ခဲ့လို့အသင်းရဲ့အရန်လူချင်းကိုကြည့်ပြန်တော့လဲမေးပလီယာတွေကတယောက်မှပါဝင်လာခြင်းမရှိခဲ့ပါဘူးဒီလိုအခြေအနေမျိုးမှာ Premier League မှာရော Community ရှိမှာပါလက်မြောက်ထားရတဲ့ပဲလေးကိုရင်ဆိုင်ခဲ့ပြီး3ဂိုးပြတ်နဲ့ရှုံးနေခဲ့တာပါဒီဘက်မှာလဘာဘူးဘက်ကတယောက်ရော့ခဲ့တာလို့ပြောစရာရှိနေခဲ့ပေမဲ့နယ်လိုထုတ်ခံရတဲ့အချိန်ကပွဲချိန်89မိနစ်မှာဖြစ်ပြီးလဘာဘူးအနေနဲ့တပွဲလုံးတိုင်းတာရဘယ်လောက်ထိချိန်နေစိုးနေလဲဆိုတာခံမှန်းမိကြမယ်ထင်ပါတယ်ပဲလေးတို့ကတော့လဘာဘူးကိုမတူညီတဲ့ပြိုင်ပွဲဆောင်3ခုမှအနိုင်ယူနိုင်ခဲ့တာကြောင့်လဘာဘူးကိုရင်ဆိုင်ဖို့ဆိုတာငပြောသည့်အခွန်နွားတာထက်ကိုပိုလွယ်နေခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်